တိုက်တွေအောက်မှာတော့မှလူတွေကိုလက်ရှိတက်နဲ့ရက်ထုတ်ကဲထုတ်နေရဒီရောအင်တာနက်ရောဖုန်းလိုင်းရောတစ်ချက်မှမရဘူးရလိုက်မရလိုက်ပဲတော့ကန်ရတော့တော်တော်ခတိကောင်းများတယ်အလောဒီကကျွန်တော်တို့ကြုံခဲ့ပြီးတော့ဘေးရနေနေတယ်ဒီတစ်ခေါက်ကတော်တော်လေးဆိုးရလို့ပြောလို့ရတယ်။တမျိုးလေးပါဖြစ်တာဆိုတော့ကျွန်တော်တို့ဒီမှာပို့နေတဲ့အစားအစာတွေရေတံဘူးတွေရိခါတွေကလည်းမလုံတော့ဘူး။ဒါပေမဲ့အတနိုင်ဆုံးတော့လုပ်နေတာပေါ့နော်။အဆောက်အဦတွေအောက်မှာပိတ်နေတဲ့လူတွေကိုပြထုတ်တဲ့နေရာမှာဒါပြီးတော့တားတာမျိုးတွေရှိတယ်လုပ်ခင်မရတာမျိုးတွေရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအလူရှင်တွေစုနေတဲ့ပတ်စံတွေစုနေပြီးတော့ဒီအိတ်ပတ်စံတွေနဲ့ကျွန်တော်တို့အစားအစာတွေရိခါတွေဝယ်တယ်ပြီးတော့အဲ့ဒီထိတိုက်နေတဲ့နေရာတွေကိုတော့ပို့တယ်ပေါ့နော်လောလောဆယ်တော့အဲ့ဒါတွေလုပ်နေရတယ်来，